ငယ်စိတ်ရှိပါတယ်လူညံ့ပါပဲတိမ်ငယ်လူကညံ့သွားပြီသားအောင်ပြီးတော့တိမ်ငယ်စရာတွေကလည်းလူတွေမှာမျိုးမျိုးရှိပါတယ်အဖေမရှိရင်လည်းတိမ်ငယ်အမေမရှိရင်လည်းတိမ်ငယ်အဖေရောမေရောနှစ်ယောက်စလုံးမရှိတော့မိဘမဲ့ပိုးတိမ်ငယ်တာပေါ့အဖေနဲ့မေအိမ်တော်ကွဲသွားရင်လည်းကလေးစိတ်ထဲမှာအားငယ်တိမ်ငယ်တယ်မိဘဆင်းရဲရင်လည်းတိမ်ငယ်တယ်ကျွန်တော်တို့မသိငယ်စရာအကြောင်းတွေအများကြီးပဲအဲ့ဒီသိငယ်စရာအကြောင်းတစ်ခုခုကြောင့်သိငယ်နေကျွန်တော်တို့နာပြီတချို့များမစင်ရတော့မစင်ရပါဘူးနှစ်ထပ်အိမ်နဲ့ဒါပေမဲ့လို့ဘေးကတိုက်ကြီးနှစ်ခုရဲ့ကြားထဲရောက်နေတော့အဲ့ဘေးကတိုက်နှစ်ခုမော့ကြည့်ပြီးဒီကောင်နှစ်ထပ်အိမ်နဲ့သိငယ်နေတဲ့ကောင်လည်းရှိသေးတယ်အဲ့တော့သိငယ်ပြီဆိုရင်လူကပျော့ညံ့သွားတယ်အယိုးပျော့ယောဂရတယ်လို့ပဲခွေခောက်သွားတယ်တိမ်ငယ်ချင်းနဲ့အတူတူလွမ်းတယ်လို့ဆွေးတယ်လို့ဝမ်းနေတယ်လို့စိတ်ကပျော့သွားတဲ့အတွက်လူပါပျော့ညံ့သွားပါလေတိမ်ငယ်ချင်းဆိုတာအဲ့လောက်ကြောက်ကောင်းပါလေ